မူရတီရောက်လာပြီးကလေးတွေအဖြစ်များတဲ့ယောဂတွေဘာတွေရှိတယ်လဲ။ရေနဲ့အစားအသောက်ကနေတဆင့်ကူးစက်တဲ့ယောဂတွေ၃မျိုးအကြောင်းကိုပြောတော့မှာဖြစ်တယ်။နံပါတ်1ဝမ်းပြက်ဝမ်းလျှောယောဂဝမ်းပြက်ဝမ်းလျှောယောဂဆိုတာနဲ့ကလေးငယ်တွေမှာမကြာခဏတွေ့ရတဲ့ယောဂတစ်ခုဖြစ်တယ်။ကလေးငယ်တွေမှာတတိမထားမိလို့ရှိရင်ရေတက်ဆုံးရှုံးပြီးတော့အသက်အန္တရာယ်ဖြစ်တဲ့အထိကိုပြင်းထန်နိုင်တယ်။ဒီအခြေအနေတွေကိုကောင်းစွာနားလည်ပြီးအရေးပေါ်အခြေအနေမဖြစ်ခင်စိုးစိုးစီတတိပြုနိုင်ဖို့အရင်အရေးကြီးပါတယ်။ဝမ်းပြက်ဝမ်းလျှောယောဂရဲ့အဓိကအကြောင်းရင်းတွေကတော့ virus များကြောင့်ဖြစ်နိုင်တယ်လို့ဘက်တီးရီးယားတွေကြောင့်လည်းဖြစ်နိုင်တယ်။ပိုးမွှားတွေကြောင့်လို့ဖြစ်နိုင်တယ်လို့တန်ကောင်းတွေကြောင့်လို့ဖြစ်နိုင်တယ်။ညဉ့်ညဲတဲ့အစားအစာတွေကိုစားမိတဲ့အခါမှာမတန့်ရှင်းတဲ့ရေကိုတောက်မိတဲ့အခါမှာလည်းဖြစ်နိုင်ပါတယ်။လက္ခဏာတွေကကြတော့ဝမ်းပြက်မယ်၊ပြုတ်မယ်၊အန်မယ်၊ဖျားမယ်၊အားမရှိဘူး၊မစားချင်ဘူး၊ရေတက်ဆုံးရှုံးတဲ့လက္ခဏာတွေပေါ်လာမှာဖြစ်တယ်။ရေတက်ဆုံးရှုံးတဲ့လက္ခဏာဆိုတာပါလေ။မိန်လာမယ်၊တတိကောင်းကောင်းမရဘူး၊နှာခမ်းတွေခြောက်လာမယ်၊မျက်တွင်းတွေချိုင်ဝင်လာမယ်၊တဆားရည်တွေအငမ်းမရတောက်သလိုအစာမဝင်တာလည်းတွေ့နိုင်တယ်။စတိုက်အန်ပြီးတော့မှစီးနေတာတွေလည်းဖြစ်နိုင်ပါတယ်။ဘယ်လိုကုသရမလဲရေတက်ဖြည့်ပြီးခြင်းကအရင်အရေးကြီးပါတယ်တဆာရည်ကိုတိုက်ပြီးပါဝန်တစ်ခါသွားပြီးတဲ့အခါမှာတဆာရည်ပမာဏကို90ကနေ100cc နိုင်ဝက်အတွင်းဝင်အောင်တိုက်ပြီးဖို့ရင်အရင်အရေးကြီးတယ်ဇင်းအရည်တွေကိုတိုက်လို့ရပါတယ်ချီလွေတဲ့အစာတွေကိုပမာဏနည်းနည်းနဲ့အချိန်များများကျွေးပေးပါနွားနုနဲ့နှုတ်သွက်ပစ္စည်းတွေကိုခဏလေးရှောင်ထားပေးပါဘုဒ္ဓစီတွေကိုမိမိတဘောနဲ့မတိုက်ပါနဲ့ရေတက်ဆုံးရှုံးတဲ့လက္ခဏာတွေရှိခဲ့လို့ရှိရင်ဇီးယုံကိုတွားဖို့ရန်အတွက်လိုအပ်ပါတယ်။နံပါတ်2ဦးရောင်ငန်းဖျားတိုက်ဖိုက်ယောဂဘာကြောင့်မလို့ဖြစ်တာလဲဆိုလို့ရှိရင်ဆာမိုနယ်လာတိုက်ဖီဒါမှမဟုတ်လို့ရှိရင်ဆာမိုနယ်လာပါလာတိုက်ဖီဘက်တီးရီးယားပိုးပါနေတဲ့ရေနဲ့အစားတောက်ကနေတဆင့်ကူးစက်ခံရတာပါ။ယောဂလက္ခဏာတွေကကြတော့ပထမတစ်ပတ်မှာရက်ရှည်အဖျားကြီးလာမယ်အစပိုင်းမှာအဖျားငုံငွေလေးရနေတဖြည်းဖြည်းအဖျားကြီးလာမယ်။ကိုပူချိန်တိုင်းတဲ့အခါမှာ103-104 degree Fahrenheit အထိအဖျားကြီးတာကိုတွေ့ရမယ်။ပင်မနှွမ်းနေလာမယ်၊မိမတာတွေဖြစ်လာမယ်၊ချောင်းဆိုးလာမယ်၊ကောင်းကိုက်လာမယ်။နှလုံးခုန်လုံးတွေနေလာမယ်၊ပိုက်အောက်နာပိုက်နာတာတွေဖြစ်လာမယ်။ဝမ်းလျှောတာဒါမှမဟုတ်ဝမ်းချုပ်တာတွေဖြစ်နိုင်ပါတယ်။ဒါကပထမတစ်ပတ်အတွင်းမှာဖြစ်နေတဲ့လက္ခဏာတွေပါ။ဒုတိယပတ်မှာရင်ပတ်နဲ့ပိုက်ပေါ်မှာအနီရောင်အဆက်တွေထွက်ပေါ်လာမယ်။စမ်းကြည့်တဲ့အခါမှာဆိုရင်အသေးကြီးလာမယ်၊ပေလုံးတွေကြီးလာမယ်။လူကတော့ပို့ပြီးတော့မိန်လာတာကိုတွေ့ရမှာပါတတိယပတ်ကတော့နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့အပတ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြိုးစားရမှာဖြစ်တယ်။ဥကနေတွေးယူစိတ်နာတွေဥပေါက်တာတွေဖြစ်တတ်ပြီးတော့တွေးစိတ်တက်တာတွေဖြစ်နိုင်တယ်။နှလုံးကြွက်တာတွေရောင်ရမ်းပြီးတော့နှလုံးအဆူရှင်တွေရောင်ရမ်းတာတွေဖြစ်နိုင်တယ်။အဆုပ်အတွင်းတွေကိုပိုးဝင်ပြီးတော့နမိုနီးယားတွေအဆုပ်ရောင်တာတွေဖြစ်နိုင်တယ်။အုံနောက်ကိုပိုးရောက်ပြီးတော့အုံနောက်ရောင်တာတွေနောက်ဆက်တွဲပြဿနာတွေကတော့အသက်အန္တရာယ်ရှိတဲ့အထိဆိုးရွားနိုင်ပါတယ်။ကုသနည်းတွေကကြတော့အရေးများများတောက်ခိုင်းပါဥရောင်တဲ့အတွက်ကြောင့်မလို့ပျော့ပြောင်းပြီးတော့ချီရတဲ့အစာကိုပဲချွေးပေးပါဆရာဝန်ညွှန်ကြားထားတဲ့ပိုးသက်စီကိုရက်ပြည့်တဲ့အထိတောက်ဖို့ရင်အရင်ကြီးကြီးတယ်စီးတောက်ပြီးတဲ့အခါမှာရက်အနည်းငယ်အခြားတဲ့အခါမှာကလေးရစပြီးတော့တက်တာလာမယ်တစ်ပတ်ဆက်ရက်အတွင်းမှာလက္ခဏာတွေအားလုံးတက်တာလာတော့တွေ့ရမှာပါယောဂလက္ခဏာတွေပြင်းထန်လာပြီးတော့နောက်ဆက်တွဲပြဿနာတွေရှိလာမယ်ဆိုလို့ရှိရင်တော့စီယုံတက်ပြီးတော့ကုသမှုခံယူရမှာဖြစ်တယ်တတိယအနေနဲ့အသေးရောင်တဝါဤအကြောင်းပဲဖြစ်တယ်ဘလို့ကူးဆက်တယ်လေယောဂပိုးရှိတဲ့သူရဲ့အညစ်အကြေးထိတွေ့တဲ့အခါမှာမတန့်ရှင်းတဲ့တောက်သုံးရည်နဲ့အစားအသောက်တွေကိုစားမိတဲ့အခါယောဂရှိတဲ့သူနဲ့နီးကပ်စွာထိတွေ့မှုရှိတဲ့အခါဒီအခြေအနေတွေအားလုံးကကူးဆက်နိုင်တယ်ယောဂပိုးကူးဆက်ခံရသူအများစုတွေကတော့အလိုလျောက်ပြန်လည်တက်တာလာတာကိုတွေ့ရတယ်ကိုခံစွမ်းအားတွေထွက်လာပြီးတော့မှရာသက်ပံကိုခံစွမ်းအားရရှိလာနိုင်မှာဖြစ်တယ်လူနည်းစုတွေကတော့ပြင်းထန်ဆိုးရွားတဲ့အသေးရောင်ယောဂနဲ့တဆင့်အသက်သေဆုံးတဲ့အထိလည်းဖြစ်နိုင်တာကိုတွေ့ရတယ်အသေးရောင်တဝါ virus ပိုးကူးစက်ခံရတဲ့သူတွေကယောဂလက္ခဏာမပြခင်နှစ်ပတ်ကစပြီးတော့ယောဂလက္ခဏာပေါ်လာပြီးတဲ့တစ်ပတ်အကြာအထိအခြားသူတွေကိုယောဂပိုးအချိန်မီကူးစက်နိုင်တယ်အသေးရောင်အတဝါ virus ပိုးဝင်ရောက်ပြီး14ရက်က28ရက်အတွင်းယောဂလက္ခဏာတွေပြလေရှိတယ်ယောဂပိုးကူးစက်ခံရတဲ့သူတွေမှာယောဂလက္ခဏာအားလုံးပေါ်မှာမဟုတ်ဘူးအထူးသဖြင့်အသက်6လအောက်ကလေးတွေမှာယောဂလက္ခဏာပြလေမရှိပါဘူးတားမဝခင်လက္ခဏာတွေဘာတွေပြတယ်လဲဆိုလို့ရှိရင်နှုံးလာမယ်ကိုယ်လက်တွေနာလာမယ်အစားတောက်တွေပြက်လာမယ်ပြုတ်မယ်အန်မယ်ဖျားမယ်ပိုက်အောက်မယ်ဝမ်းလျှောတာတွေဖြစ်လာတယ်စီးရောင်တွေရင်လာတာတွေဖြစ်လာမယ်အသားဝါတဲ့အဆင့်မှာ
တွေ့ရမယ့်လက္ခဏာတွေကကြတော့မျက်လုံးနဲ့အရေပြားတွေဝါလာမယ်အစားအသောက်တွေပြတ်လာမယ်ပြိုတာအန်တာတွေပိုဆိုးလာမယ်အရေပြားရရတာတွေဖြစ်လာနိုင်တယ်ရှာရှာပါပါအခြေအနေတစ်ခုကတော့ကလေးတွေရဲ့အသေးပျက်စီးပြီးတော့အသက်အန္တရာယ်ဆိုးရင်လာနိုင်ပါတယ်ဘလို့ကုသရမလဲကလေးတွေကလန်းလန်းဆန်းဆန်းရှိနေတဲ့အစားလေးဝင်အောင်စားနိုင်တယ်ဆိုရင်ဆရာဝန်နဲ့ပြပြီးတော့အိမ်မှာပဲစောင့်ကြည့်နိုင်တယ်ယောဂအတွက်တည်တံ့ကုသတဲ့ဆေးရည်လို့တော့မရှိပါဘူးကောင်းကောင်းအနားယူပါကိုပူချိန်ကျလာတာအရေပြားတွေဝါလာတာမျက်လုံးတွေဝါလာတာတက်တာပြောက်ကင်းတဲ့အထိကိုအိမ်မှာအပြေအဝအနားယူပေးဖို့အရင်ရည်ကြီးတယ်အစားတွေကိုမျှတစွာစားပေးပါပျော့ပြောင်းတဲ့အစားတွေကိုစားပါအရေများများတောက်ပေးပါတကယ်လို့များအရေမဝင်ဘူးတအားနှုံးလာတယ်အရင်ကိုအန်လာတယ်ဆိုရင်စီုံတက်ပြီးတော့ကုသမှုခံယူရမှာဖြစ်တယ်ရေနဲ့အစားတောက်ကနေတဆင့်ကူးစက်တဲ့ယောဂါတွေကိုဘယ်လိုကာကွယ်ရမလဲခြုံငုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်နံပါတ်1တောက်သုံးရေတန့်ရှင်းအောင်ထားဖို့ရန်အတွက်အရေးကြီးတယ်ရေတွေကိုစူပွက်အောင်ချိုးချက်ပြီးတော့မှတောက်ရင်အကောင်းဆုံးပါတန့်ရှင်းတဲ့ရေကိုအသုံးပြုဖို့ရန်အတွက်အရေးကြီးတယ်ရေတူလောင်တဲ့ကန်တွေကိုတန့်ရှင်းရေလုပ်ပါရေကန်အဖုံးတွေကိုအမြဲပိတ်ထားပေးပါရေပိုက်တွေရေစိတ်မှုရှိမရှိကိုစစ်ဆေးဖို့လိုအပ်ပါတယ်နံပါတ်2အစားတောက်ပြင်ဆင်တဲ့အခါမှာတောင်တင်းစီတဲ့အခါမှာဂယူဆိုင်ပေးပါအသားတွေငါးတွေပင်လယ်စားတွေဥတွေကိုချက်ပြုတ်ပြီးတော့မှစားတာအကောင်းဆုံးပါအသားတွေကိုအပြေအဝချက်အောင်ချက်ပြီးတော့မှစားဖို့ရန်အရေးကြီးတယ်အစားအသောက်တွေကိုမချက်ပြုတ်ဘဲနဲ့အစိမ်းစားတာတွေကိုရှောင်ပေးပါရင်နားစားတွေကိုမစားမိဖို့ရန်အတွက်သတိပြုပါနံပါတ်3လက်တန့်ရှင်ရေးကိုအလေးချင်းပြုလုပ်ပေးပါအစားအသောက်ချက်ပြုတ်တဲ့သူတွေအနေနဲ့အစားအသောက်ကိုမကင်ခင်လက်ကိုဆက်ပြားနဲ့စနစ်တကျတိကျစီချိုးပေးပါအစားအသောက်မစားခင်လက်ကိုဆက်ပြားနဲ့တိကျစေပါအိမ်သာတက်ပြီးတဲ့အခါမှာလည်းလက်ကိုဆက်ပြားနဲ့စေဖို့ရမမေးနဲ့ဆက်ပြားနဲ့တန့်ရှင်းတဲ့ရေကိုသုံးပြီးတော့စက္ကန့်20ကြာအောင်လက်စီပြီးဖို့ရန်အတွက်အရေးကြီးတယ်ဆက်ပြားနဲ့ရေကိုလွယ်တကူမရရှိတဲ့နေရာတွေမှာအရက်ပြန်ပါတဲ့လက်တန့်စီရေကိုလည်းသုံးနိုင်ပါတယ်နံပါတ်4အိမ်တွင်းနဲ့ပတ်ဝန်းကျင်တွေကိုတန့်ရှင်းရေးပြုလုပ်ပေးပါရေချိုးခန်းနဲ့အိမ်ဓာတွေကိုပိုးတက်ပေးပါအိမ်ဓာနဲ့မိန်လာကန်တွေကိုယိုစိမ့်မှုမရှိဖို့ရန်အတွက်တတိပြုပေးပါအမိုက်တွေကိုစနစ်တကျဆွန့်ပစ်ပါရင်ကောင်တွေမပေါက်ပွားနိုင်အောင်အမိုက်ပုံးတွေကိုအဖုံးနဲ့တေချာပိတ်ထားပေးပါကာကွယ်ဆေးဘယ်လိုထိုးမလဲပုံမှန်အားဖြင့်တော့ဝမ်းပြက်ဝမ်းလျှောအတွက်အသက်2လ4လတွေမှာကျွန်တော်တို့ပုံမှန်ကာကွယ်ဆေးမှာ Rotavirus လို့ခေါ်တဲ့ဝမ်းပြက်ဝမ်းလျှောကာကွယ်ဆေးတွေကိုဖိုက်လေးရှိတယ်ဥယောင်ငန်းဖျားအတွက်ကာကွယ်ဆေးရှိသလားဆိုရှိပါတယ်အသက်6လနဲ့အထက်မှာစပြီးတော့ထိုးပေးပါတစ်ချိန်ပဲထိုးဖို့ရန်လိုအပ်တယ်ဒါပေမဲ့ကာကွယ်ဆေးကတော့ယောဂကို100%ကာကွယ်မယ်လို့တော့မဆိုလိုပါဘူးတဲရောင်တဝါဤအတွက်ကာကွယ်ဆေးရှိသလားဆိုရှိပါတယ်ယောဂရှိတဲ့သူတွေနဲ့ထိတွေ့တဲ့အခါမှာနှစ်ပတ်အတွင်းကာကွယ်ဆေးထိုးနိုင်ပါတယ်ကလေးငယ်တွေမှာအသက်1နှစ်ကျော်ရတဲ့အခါမှာဆေးစာထိုးလို့ရပါတယ်